ပါတယ်ပထမဆုံး2ရက်ကို training ပြီးရရက်ကိုမနက်စာလည်းကျွေးမယ်lunch လည်းကျွေးမယ်သူတို့မှာ snack time လည်းရှိရလို့ပြောရတယ်ဒါပေမဲ့စားတော့ကအရေးကြီးတယ်ပြောကောက်ကို breakfast အပြည့်အဝရရှိရှင်းလားကောပါဒီလားဆိုတာ ဒါရမယ်ဒါလေးကတော့သူတို့ဘက်ကနေပြီးတော့ထုတ်ပြီးရဲ့ uniform ရဲ့အကြောင်းသားကတ်ရဲ့ပြီးတော့အဲ့ထဲမှာဆိုရင် notebooks နဲ့ရေဘူးလေးလည်းပါတယ်ဒီပထမအစပိုင်းမှာတော့ KPSP နဲ့ပတ်သက်ပြီးတော့တို့ onboarding လုပ်တာရေပြီးတော့လို့ရှိရင်နောက်ရက်ဒီ on job training သွားရင်လုပ်ရမယ့်အကြောင်းအရာတွေပြီးတော့လို့ရှိရင်တို့ဒီ student ambassador တယောက်ချင်းစီတိုင်းမှာပေါ့နော်သူတို့သတ်မှတ်ထားတဲ့ credit ပြည့်အောင်လုပ်ရတဲ့ assignment ပုံစံလေးရှိအဲ့ဒါကိုလည်းရှင်းပြတယ်စေးပေးသိပြီးသွားမယ်ပြီးရင်သူ့ရဲ့ဖုန်းနံပါတ်နဲ့စနစ်ခွင့်မှာစားဆက်သွားပြီးနေတယ်ဆောင်ရမယ်ဟာပါမယ် day 2မှာဘာဆောင်ရမယ် day 3နောက်ဆုံးနေ့မှာဘာဆောင်ရမယ်ဆိုတော့ဘာဒီ W ကဘာလဲဘာလဲအင်းရဲ့လေအင်းရဲ့လေအမေနဲ့ပြေလာခေါ်ပါကျောင်းတက်တော့နေ့လယ်2 နာရီကနေဆို4 နာရီလောက်ထိပဲကျောင်းတက်ရတာ2 နာရီပဲထိုင်ရအခုကမနက်9 နာရီရထားပြီးတော့နေ့လယ်6 နာရီခေါ်ပါသမီးကို9 မိုင်ပါဒီဟာတိုက်စီကမရှိလို့ပါလာခေါ်ပါတော့ဦးလေကောင်းတယ်ဟဲ့အေးကော်ဖီမစိုးဘူးခွေသားတော့မယ်ကြောင်းနဲ့ဘယ်ချင်းမှလည်းပေးချင်တာယုံကြည်ရတယ်ရှိရတယ်ဆိုဘယ်လိုလုပ်ရပြေးစားမယ်နော်ပြေးစားလားလေစားဒီလိုစားမလားတကယ်ကြီးဒီ6တိုက်ကျနေရာတစ်လုံးစားတယ်ကျောင်းဝင်ချောင်းနေရာတစ်လုံးစားပြန်ပါရပါပါဘူးဘယ်မရအရင်လုပ်တယ်ဒီပါရစူပါကျွေးရနေရာတစ်လုံးစားတယ်နေရာတစ်လုံးတော့မရှင်းတာဟာရတယ်ချက်ကိုတော့ရှင်းမယ်မဟုတ်တော့မရှင်းတာအဲ့တော့ဖုန်းဝင်ချောင်းလုံးဝစီရှုံးရစားမှာနော်နိုင်လဲစားလိုက်ပါလားလို့စီကိုကြီးဒီစင်းရင်3ရက်စင်းပေါ့နော်ဂျာရီရတယ်ပြောပါတယ်နော်ပြီးဒီ user ဝင်ပြီးတော့လည်းအဲ့ဒါပါ user နဲ့ပြီးတော့ပဲ day 2မှာတော့လေမယ်တို့သင်ပေးရဲ့ subject တွေမှာ personal branding ဆိုတဲ့ subject လေးတော်တော်လေးသဘောကျတယ်သူကလေသူတို့ရဲ့ KPSP နဲ့မှမဟုတ်ဘူးကိုစီးပွားရေးလုံးမှမဟုတ်ဘူးပေါ့နော်ကိုရိုင်းကို personal branding ကိုတိဆောက်တဲ့နေရာမှာဘယ်လိုလေးတိဆောက်တဲ့နေဆိုရဲ knowledge ကိုပဲအများကြီးရခဲ့ပြောမယ်ကိုရိုင်းကလူကြီးရှေ့ထွက်ပြီးစကားပြောရမှာကြောက်တဲ့ခါကျတော့ဗောနော် group project တွေလုပ်လို့ဆိုရင်ထွက်ပြီးပြောရဲဒါတော့မင်းက public speaking ဝါသနာပါတဲ့သူအနေနဲ့တော့မင်းက exposure လေးပူရတာYou were singing those songs. The world is moving, we were never meant to stay. But I was.
လေကိုက်ပြီးဒီဘက်အားရအားတယ်လို့အစင်ငန်းနဲ့ဖွေဒါပေမဲ့အစင်ငန်းလေးလမ်းငန်းနော်ကျမတိတ်တော့သူတိတ်တော့ ဟိုတော့ရောက်ခွဲပြီးတော့ပြင်ပါဆန်လာခဲ့မယ်ပေါ့နော် တာ Day 3ကနေစပြီးတော့ရန်ကုန်မြို့ထဲမှာရှိရဲ့ကမောဆဘန်ခွဲတွေပေါ့နော်ကိုပေးထားရဲ့လိပ်စာနဲ့နီးစပ်ရာဘန်ခွဲတွေမှာ on job training သွားရတယ်ဘယ်ကတော့ဒီတိမ်မြူဘန်ခွဲဆိုရဲစားတိုင်းမှတ်တိုင်တာဘန်ခွဲမှာကြားရဘန်ကတော့အကြီးရောမဟုတ်ဘူးပြီးတော့မတို့ဘန်ခွဲမှာကြားရသူက3ယောက်တည်းပထမဆုံးနေ့တော့မတို့ရောက်ချင်းတုန်းက reception ဘက်နားလေးမှာနေရရဲ့ပြီးတော့ဘန်ထဲမှာဘယ်သူနဲ့မှလည်းမသိသေးရောပထမတစ်ပိုင်းတော့မှဗာဗီဒီယိုမှမရိုက်လိုက်ရဘူးပေါ့နော်ပြီးတော့မှအမ request လုပ်လိုက်တယ်မှဗီဒီယိုလေးနဲ့နည်းနည်းရိုက်ချင်တာရောသူတို့ဘက်ကနေပြီး assignment အတွက်တင်ခိုင်းထားတဲ့ဗီဒီယိုလေးလည်းဟဲ့ရမှာရှိရပေါ့နော်အဲ့လိုမျိုး request လုပ်ပြီးတော့မှဗီဒီယိုရိုက်ဖြစ်တယ်ဒါကတော့မနက်တစ်ပိုင်းပြီးတော့မတို့ lunch စောစောလေးစားခိုင်းထားတယ် ရမ်းပြောနေ ပြန်ပြောပါရဲ့ရှင်ပြောနေပါ ဒီကျန်နေလို့ဘာမှမရှိအဲ့ကျိုးလုံးနေမင်းတို့ကခင်ဗျာကျေးဇူးတင်ပါတယ်ဒါပဲဆိုနှလုံးသား အဲ့လိုပြသူကလာတယ် background line မနက်ပိုင်းတော့ဘာမှသိမလုပ်ခဲ့ရပါမယ်ညနေဘက်မှာတော့ဒီ receipt ထုတ်တာလေးတွေပြီးတော့ဒီဘဏ်မှာရှိရပေါ့နော်အကောင့်ဖွင့်တဲ့အချိန်မှာတုံးနေ service တွေအများကြီးပဲရှိအဲ့ service တွေကလည်းအကောင့်ဝင်ရတယ်အမျိုးစုံပဲအမျိုးစုံတစ်ခုချင်းစီတိုင်းကိုမဟဲရိုးရဲ့ coordinator မှတေချာလေးရှင်းပြပြီးပြောရင်တော့စိတ်ကဝင်စားဘူးပေါ့နော်ဒါပေမဲ့လေအကောင့်တွေကဒီလိုလေးရရှိပါလားဒါမျိုးလေးရှိပါလားဆိုတော့ဟိုသိခဲ့ရတယ်ဒါပေမဲ့ဘန်ချောင်းစိတ်ဝင်စားတဲ့သူဆိုရင်တော့တော်တော်လေးစိတ်ဝင်စားပါမယ်ရတော့ဒီက experience လို့ကျွန်တော်တွားတာဆိုတော့အဲ့ပိုင်းတော့တိတ်တော့စိတ်ဝင်စားခဲ့ဘူး Day 2ပေါ့နော် Day 2ပါကောင်တာနောက်ထဲမှာဒီနေ့ဝင်ပြီးတော့ တေချာတိတ်တော့ကျန်ပြီ ကောင်တာနောက်ထဲမှာဆိုတော့ဒီနေ့လေးရောလေးလာရတယ်ဒါပေမဲ့ဗီဒီယိုရတော့ရှိုက်လို့မရဘူးသူကစားတော့ဆိုင်လို့မရဘူးပေါ့နော်ဘယံရဘိုက်စားနေပါဘူးရှင်အောင် ညက်နေပြီ ညတော့ငှက် ဒါအမိုက်ချောက်တယ်ဟုတ် ဆိုလေးစားပါ ဟမ် lunch ပြီးတော့ထပ်စားတာဆိုတော့ snack မဟုတ်ဘူး refreshment အလေးစားတယ်တော့ fresh ဖြစ်ပါ အော်မဒီဇိန် မနေ့က ဟုတ်ဘူးမိုးအားရပါလားသူကတော့ imposter ဆိုင်ထဲမှာရင်တော့ကုန်သွားတယ် မန်ကြသူများဆက်ကတ်ထားဟုတ်တော့ မင်းတို့ training လုပ်နေရတော့ YouTube နဲ့ YouTube မှာတင်နေတာရေးချင်တာဒါပေမဲ့ဘယ်မှာဗီဒီယိုရေးလုပ်ရအောင်စားနေရလေးပဲကြည့်လိုက်ကြတော့နားလည်ပြီလားဘယ်လိုလုပ်ခဲ့ပါလဲဗီဒီယိုရေးလုပ်ရလို့ပါ ဘန်ဟာလေးနောက်တော့ဆွဲပြီးတည်ပြီးတယ်အလဲလို့လာမလို့လည်းတည်တယ် မလေးလာရဲ့အများကြီးလာရဲ့တော့ကောင်းပြီးပြီးပြီးလို့ မဲတို့တော်တော်လေးရောကန်ကောင်းတယ်ကြားဟဲ3ယောက်လုံးကခင်နာမင်းနဲ့အရမ်းမြန်တယ်ပေါ့နော်ဒါမှနေနေကခွီနေရအဒုတိယနေ့မှာမရနီလေသာလဲစားပြီးသွားရောမဲတို့မနက်ပိုင်းတော့ပတ်စံအတူအစ်ခွဲတဲ့ဟာလေးကိုတေချာလေးရှင်းပြရဲပြီးတော့ညနေပဲကြတဲ့ခါကျတော့ဒီပတ်စံပုတ်ရည်နဲ့ပတ်သက်ပြီးတော့ဘောနော်တို့ဘလူတွေထားရဲပြီးတော့လို့ရှိရင်ဘလူအခေါ်ဝေါ်ရေးရှိရဲပြီးတော့အဲ့မှာအမတယောက်ရှိရဲသူ့ရဲ့ counter ကဒီနေ့တိတ်ပြီးတော့လူမကြတဲ့ခါကျတော့အဲ့ counter မနေပြီးတော့ဘောနော်သူတို့ဒီဘန်ဝန်ထမ်းတွေအဆင့်ဆင့်ဒီလောက်ရတဲ့ process တွေတစ်ခုချင်းစီကိုလည်းရှင်းပြရဲရှင်းပြရတယ်လည်းအမှန်တော့အများကြီးပဲဘန် manager အမလည်းမဲတို့တေချာလေးပြပြရဲသူတို့ approval လုပ်တာရဲ့ workflow ကြီးတစ်ခုလုံးပေါ့နော်အခုဗီဒီယိုရိုက်တဲ့ချိန်ကတစ်လလောက်ပြန် edit တဲ့ချိန်တစ်လလောက်ဆိုမှအဲ့ဒါအကုန်လုံးမှတ်မိတော့ foundation ကိုတော့သူနေနေ foundation ကိုကောင်းတာကျုပ်တော့တော့အချက်မလားသေးဘူးလားအချက်မကောင်းတယ် ဒီလိုဖြစ်နေပြီ မဲသားဒုတ်ထိုးအိမ်မြန်မာဒုတ်ထိုးဆိုရင်အရန်ကြိုက်တာအဲ့တော့ဒီနေ့လေစာကလေထမင်းချင်းထည့်ပေးလိုက်တဲ့ဟာပဲစားခဲ့ရဆိုတော့ဘိုက်ကလေးကလည်းတော်တော်စားနေရသူတို့ဘက်ကလည်းစောစောလေးစမစ်လိုက်တာဆိုတော့မုတ်သွားစားကြမဲကတယောက်တည်းဘယ်နှချောင်းစားခဲ့မှထင်တယ်အချောင်း40အောင်စားခဲ့ရအချောင်း40မကြစံတုတ်ကတော့မဲစီချက်မထည့်ဘဲနဲ့တုတ်ခိုင်းတဲ့ခါကျတော့လေတိတ်ပြီးတော့စားမကောင်း
the packet on the glass. What glass? The little glass dish in the microwave. Got it. I closed the door. Which door? The door to the microwave. What is wrong with you? You follow all the ။နိုင်40 training တော့ပြီးတော့ပါပြီရှင်။ Bye bye